ကျိုင်းတုံမျိုးပန်ကွဲတောင်က view point ဒါကဝင်ပေါက်လေးပါဒီမှာလူရမ်းများနေတယ်ခုကတော့ပိတ်ရလည်းဖြစ်နေတော့နောက်ပြီးကြရင်တော့အထက်ရဟာတွေအသေးစိတ်ပြပေးမယ်နော်ဒါကကျိုင်းတုံမြို့ကဒီပန်ကွဲတောင်မှာရှိတဲ့ဗောဓဥယျာဉ်နားမှာ Secret Garden ဒါလေးကအဝင်ဖြစ်တယ်ကျွန်တော်ကတော့အခုအထက်ကိုရောက်နေပြီဆိုတော့အထက်ကဟာပဲပြပေးမယ်နော်အခုက Christmas ကာလဖြစ်တော့ Christmas တခြင်းနေကြရမယ်ဒီမှာဆိုရင် Christmas ပုံစံလေးခင်းထားတာရှိတယ်ဟိုမှာလာဘူးအယုတ်ရှိတယ်ပြီးရင်စင်ကာပူပုံစံပေါ့နော်အဲ့မှာတက်ဖို့ရလို့အရန်လှတယ်ဒီအိမ်လေးလည်းလှတယ်ဒီမှာကဒါမုံပြန်ပူပေါင်းပြီးရင်တော့ကျွန်တော်တနေရာစီလိုက်ပြပေးမယ်နော်အခုကကျွန်တော်ကဒီအောက်ဘက်ကိုဆင်းလာတာပြပေးမယ်မိုးပြန်ပူပေါင်းရှိရနော်ဟိုမှာအရန်လှတယ်နောက်ပြီးတော့အိမ်လေးတွေပြပေးမယ်ဒီမှာအိမ်လေးတွေရှိတယ်ဒီအိမ်လေးတွေကဒီမှာညာအိမ်လို့ရတယ်ဟိုမနက်ခင်းဆိုရင်တော့တိမ်ပင်လဲခေါ်လာအဲ့လိုဟာလေးတွေကြည့်လို့ရတယ်ဒီမှာအိမ်လေးတွေသူတို့ဘန်ဂလိုလေးတွေစောက်ပေးထားတယ်တချို့လာမိသားစုလိုက်လာတာရှိတယ်အစုံတွဲတွေလာတာရှိတယ်မနက်ခင်းအလှကိုလာကြည့်ကြတာပေါ့နော်ဟုတ်ပြီကျွန်တော်တခြားနေရာပြပေးမယ်